တွက်နိုင်နေဖြစ်ပြသဘောတော့သိတာကွယ်ရုံနဲ့မကွယ်လို့မသိနာမလဲကိလေသာကံမနဲ့ဝိပါကဝကမပြတ်တွေ့သမုဒိယတဏှာဆိုတာကိုဒုက္ခရဲ့မချင်းငယ်လေးတော့ချိုးမိန်နှုံမောအာတာငန်းငန်းဆွဲမဆရာကြီးနဲ့နေဝင်တော့မေတတိတံဝင်မြေကြစီဝေကျင်လေကြဘဝပေါင်းများစွာမရည်တွက်နိုင်နေဖြစ်ပြသဘောတော့သိတာကွယ်ရုံနဲ့မကွယ်လို့မသိနာမလဲကိလေသာကံမနဲ့ဝိပါကဝကမပြတ်တွေ့သမုဒိယတဏှာဆိုတာကိုဒုက္ခရဲ့မချင်းငယ်လေးတော့ချိုးမိန်နှုံမောအာတာငန်းငန်းဆွဲမစရာကြီးနဲ့နေဝင်းတော့မေတတိတံဝေမြေကြစီဝေရုံနဲ့သဘောကိုအဟုတ်အမှန်ပြောရင်မမြေလေတဲ့ပြိုရကအိုရကနာပြီးရင်သေးကြရသင်္ခါရကမြေလေတဲ့ဆွဲစီခွေအဝိဇ္ဇာအမောင်းနဲ့တို့ဝင်ငါရှောင်းလန်းရတဲ့သူငါခရီးသွားတန်ရလေထိစီကွယ်မိစီကွယ်အချိန်လေးတော့မိသေးတယ်သတိပဋ္ဌာန်တရားရဲ့ဝိပဿနာရှုမဲ့ပွားစီကွယ်တန်ရရဲ့ဟက်ကြီးပြောပြောစီခဲ့ကြဘနောက်တတလုံးကပုံတွေဖြစ်လေသူငါဇာတိမီဥစွာကျိုးစီဇရာဆိုရမီကအလျံတညီညီတောက်လောင်ထိုမှတဖန်ပေါ်လာပြန်သည်တဘဝစာဖြစ်စီမရဏဆိုရမီကြောင့်ပြည့်စည်ရပြန်လေတန်ရရဲ့ဟက်ကြီးပြောပြောစီရဲ့ကြဘနောတတလုံးကပုံတွေဖြစ်လေသူငါစာတီမီဥစွာကျိုးစီဇရာဆိုရမီကအလျံတညီညီတောက်လောင်သူမတပံပေါ်လာရင်ဒီတဘဝသာဖြစ်စီမရဏဆိုရမီကြောင့်ဖြစ်စီရရပြန်ကျန်ရလို့လေကျန်ရနိုင်တော့ဘုရားကျေတော်ကြီးတော်မူသောတရားပြန်ပြီးချောင်းတော်ကြီးလူဘဝကံရတရားကြီးတော်မူသောတရားဘုရားကျေတော်ကြီးဟာဒီတရားတော်ကြောင့်တော်မှာဆုံးတော်တို့ကျော်ရပါဒီဆောင်ရနာအနာစီအထင်ကြီးတော်သည်ရဲ့ခန္ဓာအနှစ်ကိုရှာမတွေ့သန္တရားလေးပြီးအောင်တော်မီဖယားအလုံးမျိုးကံနာတို့သာဇတ်တော်ရှိသည်အမိအဖတို့မလူနိုင်ခဲ့သောဥစ္စာပစ္စည်းနောင်မဝဆက်တိုင်းငါရအောင်ပဲဆောင်မည်ဒါနာကောင်းမှုသိမ့်ထုံယူမည်သီလကောင်းမှုအထူးဆောင်တည်သီလကောင်းမှုအထူးဆောင်တည်ဒါနာကောင်းမှုသိမ့်ထုံ
မကွာပြီအနှစ်သုံးပါးကိုဟောကြားခဲ့လေဖျားလုံးတော်ကန်းနှသတို့သားသည်အဖိုးဖွားမိဘတို့ထားရခဲ့သောဥစ္စာပစ္စည်းတို့ကိုကြည့်ပြီးသတိတန်ဝေကဖြစ်ပေါ်ခဲ့ပါလေဥစ္စာပစ္စည်းတို့သည်ကမမြဲပေရန်သူမျိုး၅ပါးတို့နှင့်အမြဲမပြတ်ထိတွေ့ဆက်ဆံနေရသည့်အတွက်ဒါနသည်ဟူသောကုသိုလ်အနှစ်ထုတ်နှင့်ထုတ်ပိုးယူမှတော်ကားကြပေမည်တကားငါဤခန္ဓာသည်လည်း96ပါးသောယောဂဝေဒနာတို့နှင့်အမြဲမပြတ်ထိတွေ့ခံစားနိုင်ရသည်ထို့ကြောင့်သီလသည်ဟူသောအနှစ်တရားနှင့်ချုပ်မှတော်ကားကြပေမည်တကားငါဤဇီဝိတသည်ဟူသောရှင်သန်မှုသည်အချိန်မရွေးပျက်စီးနိုင်ပေ၏အနိစ္စဒုက္ခအနတ္တဟူသောမမြဲသောတရားတို့နှင့်အမြဲမပြတ်ထိတွေ့ဆက်ဆံနေရသည့်အတွက်ဘာဝနာသည်ဟူသောအနှစ်တရားကိုပွားများကျင့်မှတော်ကားကြပေမည်ဟူ၍ဒါနသီလဘာဝနာသည်ဟူသောအနှစ်သုံးပါးကိုဟောကြားတော်မူခဲ့ပါလေရှင်ကျုံလာခဲ့ရလူဘဝခဏတာဖြစ်သောအခါတွင်မောဟမောင်ပိတ်စီတဏှာလောဘကြီးဘာမှမမြင်မိရဆွဲလန်းအထင်ကြီးရော်မမြဲတဲ့ခန္ဓာအနှစ်ကိုရှာမတွေ့တဏှာလည်းပဲအောင်တော်မီဖယားအလောင်းတော်ကံနာတို့သားစတ်တော်ရှိအမိအဖတို့မနိုင်ခဲ့သောဥစ္စာပစ္စည်းဘဝစတ်တိုင်းငါရောက်ခဲ့ဆောင်ဒါနကောင်းသိထုံယူဝီလာကအထူးဆောင်သီလကောင်းအထူးဆောင်ဒါနကောင်းသိထုံယူလေဝတာနေကုသတာဒီယဝနာဝသတိတုသောကပတ္တအနာထတာသာသနာတော်ကဒိဋ္ဌိဘုရားကလေးလူနာဓမ္မသတ္တဝါအလုံးတို့၏အကျက်ဆုံးစေရသောတတာသည်သာမေတော်၏အင်းရင်ဘုံခံပေဆုံးကတ်ဧကောသိဗံဝန်သံတော်မူရာအချိန်ခါကာလ၌ဧကတာဧကကာရံဝေလောကတိအာနန္ဒာជីဝအသသာ၍ဉာဏ်ဖြင့်ညာတိကဝါမြတ်တို့သည်အာနာထာသံသောပါသောဘုံသုံးလုံးဝဲယုံကြည်တဲ့သူအားကိုးတရားကိုမိတရားပရိယာကိုမြည်ဖြစ်၍လောကကတာဩလောကပြောမပြနိုင်တော့အောင်သောကမူရာအဘူမိတောက်တော်ကြကိုမြည်ဖြစ်၍ဒီယဝန္တာသောကပိအဘူကြီး၍ဘုဒ္ဓတလုံးပြေပြီးအောင်တို့အလုံးလေးဝဲဒေယံလေယံဝဲသောတေခတုသိနေပေကိုစိတ်နဲ့မတွင်ကြကိုလက်တွင်လည်းရဒီလန္တာကိုဒီတည်းကံတေယံအားရှင်သောဘုရားနသောသာလတ္တဟုသူသိနေပေကိုကြီးတာကိုတကယ်တော့ဒါရာရှင်တော်တရားသိပါသွား၍အပြည့်ကိုရင်လိုအားလိုယူကျုံမရကိုကြွေရသည်ဖြင့်မရှာအလားကိုတို့သာလျက်ကာတိ
ရိုက်တန်တော်တဲ့ဘုရားជីဝါဟုတ်သူရကောနာជីဝါသဘောတိုင်းကြောင့်တိုင်းဤဥရိပရဏနာယကဘယကျန်နေသောယောဝါနာဂိုင်းဤဂိုင်းယုဘုရားជីဝါယจิตနာနာကဥပရတိတော်မတော်ဘာရဏကုသလဆရာတော်ဘုရားကြီးသာတိပတရားအကြောင်းပါကတာမရဏသောမယတတိဘဝဇာယုတ်သိကုန်ရေဘမူလာယခုကာနာဒိဋ္ဌာနာဆရာတော်ဘုရားဟောချာတိတရားဓမ္မဟောဝါဒကိုဘောကပြုစေနာယုနာသံဃာတိတရားအဖြစ်တော်တဲ့ဟောဖို့ဒီအာထာတာရွေတော်ဖြစ်ဖို့ရွေတော်ဖြစ်ဖို့လည်းအပြု၍ဒီဘောအာရဏယမင်းရှင်ကိုယ်ရဲ့သက်ကရဲ့ကြာ၍ယေနာမျိုးငယ်ကိုဝေစရာပရိဟာကိုကြည့်၍ဘောဂမတ္တတေရှင်ဒီခြင်းအတွက်ရေရင်အတွက်ဝိရပြပြောမပြနိုင်အောင်သောကံဝေနာအဘဝိတောကြကိုကြည့်၍ဒီယဝန္တာဘောလံတို့တို့ပြောကယောဂကိုရတဲ့ခြင်းအကျိုးသစ္စာတော်သွမ်းရလျက်ကတ္တယောယံပိဋံရကိုဤကံတိတို့သိခြင်းဘုံရဲ့ယုဂလကိုသောနာကိုယောကုကျော်မဝဥရောချဥရောချကသောကသံလုံးဘုမသောကနှလုံးတွေယုဝဲဒီဘိုးဝဲကြည့်ခြင်းရရတေကုန်ပြီလျာကံတိတို့သီလသမာဓိဉာဏ်နဲ့ရေတော်ကောင်းလုံးသိခြင်းနဲ့ဆရာတော်ဟော၌မသိမိုင်မာအပြည့်များကိုကောင်းကံဥကြရေကိုဘုရားလိုက်ပါသည်ဤလိုခြင်းဆရာတော်ရှင်ပြကြီးဘုရား